မင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးခြင်းလာကတော့နဝဒေအိမ်ယာထဲမှာရှိတဲ့နဝဒေ Fortune Resident လေးပဲဖြစ်ပါတယ်ရှင်လုံခြုံမှုရှိပြီးကိုမောင်း lifestyle ကိုကြိုက်နေတဲ့သူတွေအတွက်အထူးသင့်တော်တဲ့ Resident လေးဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ဒီနေ့ကတော့နဝဒေ Resident လေးမှာရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင် Ground floor မပါပဲဆိုရင်9လွှာ Ground floor ပါဝင်ဆိုရင်10လွှာအစာအုပ်လေးဖြစ်ပါတယ်ရှင်အခန်းတိုင်းမှာ Master Bedroom တစ်ခန်း Single Bedroom တစ်ခန်းရေချိုးကန်းအိမ်သာတွဲရက်တခန်းဝရဏာတစ်ခုလိုပါဝင်ပါတယ်ရှင်မိသားစုတွေအတွက်အရန်ကိုမှညီလို့ကောင်းတဲ့ room လေးယောက်နဲ့ဖန်တီးပေးထားပါတယ်ရှင်kitchen room လေးမှာတော့ဒီထဲမှာတော့စားသောက်ကုန်ပစ္စည်းလေးထည့်လို့ရမယ်ပကံလေးလည်းထည့်လို့ရမယ်ပေါ့နော်ဒါလည်းဟိုလုပ်လို့ရတယ်အထဲမှာစီးပါနဲ့ထည့်လို့ရမယ်ဒါကတော့ဘေးစင်လေးပေါ့နော်ဘေးစင်လေးဒီမှာကဒီသားစုတွေပေါ့နော်မစားဖို့ဒီလိုမျိုးအခန်းလေးကိုဆိုရင်တော့တိုက်မှာတည်ကြပါဘောနော်ဘာလို့ဆိုတော့မိသားစုဝင်နည်းနည်းလေးနဲ့အေးစစ်စစ်နဲ့ပေါ့နော်ပြီးတော့ decoration လှလှလေးနဲ့ပြီးတော့တဘာဝအလင်းရောင်လည်းအရန်ရတယ် natural light လည်းအရန်ကောင်းတယ်single room လေးထဲမှာဆိုရင်ပေါ့နော်ဒူလေးဒါလေးဆိုရင်ဒီမှာမှန်လေးလည်းပါမယ်ဒီမှာဆို accessory တွေထည့်လို့ရတယ် accessory လေးတွေပြီးတော့ဒီမှာနိုင်လေးတွေအတန်လေးတွေတော့ပါproject လေးရဲ့အားသာချက်အနေနဲ့ကတော့လှိုင်သာယာ industrial zone ရဲ့အလဲဘဟိုမှာတည်ရှိရာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေ factory management ဘိုင်းကလူကြီးမင်းတွေ investment တွေဝယ်ယူခြင်းတဲ့သူတွေအတွက် location လည်းအရန်ကောင်းပါရဲ့ရှင်။ဒါအပြင်နဝဒေကားတဲ့ project ရဲ့ main gate အဝင်တက်တဲ့မှာတည်ရှိရာကြောင်းသွားလာရေးရလည်းအလွန်အဆင်ပြေပါတယ်။ဘရင်အောင်တရားကိုလည်း10မိနစ်ခန့်သာမောင်းနေရပြီး downtown area ကိုလည်းမိနစ်30 international airport ကိုလည်းမိနစ်30နဲ့ရောက်ရှိနိုင်ပါတယ်။
အနီးနားပတ်ဝန်းကျင်မှာတော့ Pro 1, Singeha, Super 1, Ocean Supermarket, Panline Hospital တို့လိုလူသုံးများရဲ့နေရာတွေရှိရအပြင်ရန်ကုန်ပသိမ်လမ်းမကြီးနဲ့လည်းနီးကပ်စွာရှိပါရှင်။လိပ်စာအတိအကျအနေနဲ့ကတော့69A နဝတီလမ်းမကြီးနဝတီကားတဲ့ housing နှိုင်သာယာတောင်ရှိရန်ကုန်ပဲဖြစ်ပါရှင်။နဝတီ Fortune Resident ကိုစိတ်ဝင်စားရဆိုရင်အသေးစိတ်ချက်လက်တွေ floor plan တွေနဲ့ site visit schedule များကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါရှင်။ကျေးဇူးတင်ပါတယ်။